ကျမနဲ့ပတ်သက်ပြီးတော့အဓိကကူးဆိုင်ရမှာတော့မိမိဝမ်းပေါ့အဓိကဝမ်းမှန်မှုလိုတာပေါ့ဝမ်းမှန်မို့လိုရဲဆိုနေရမှာဝင်းုပ်ဆေးတွေစားပြီးတော့တွားတဲ့ဝင်းမျိုးမဖြစ်စေရဘူးပေါ့အင်္ဂလိပ်ဝင်းုပ်ဆေးပဲဖြစ်ဖြစ်ဗမာဝင်းုပ်ဆေးပဲဖြစ်ဖြစ်အဲ့လိုဝင်းုပ်ဆေးစားပြီးမှတွားတဲ့ဝင်းဟာကြာလာတဲ့အခါကျတော့အစာအိမ်ကိုကျန်းလာဥမာကြီးကိုလည်းဒုက္ခပေးနိုင်တယ်ပေါ့ဥမာကြီးကင်ဆာဖြစ်စေတတ်တဲ့အကြောင်းတရားတွေမှာဝင်းုပ်ဆေးစားတဲ့အကြောင်းတရားတွေပါတယ်အဲ့တော့ဘာလို့ရမလဲဆိုတဲ့အခါကျတော့အစာလဲစီစီလဲအစာမိမိထမင်းစားတဲ့အခါမှာဥမာရှင်မောင်ဟင်းလေးတို့ကမွန်းကြီးရဲ့ချင်းဟင်းလေးတို့လူမျိုးတွေစားပြရဥမာ9ရင်ချက်စားမယ်9ရင်ချက်စားမယ်ဆိုလို့ရှိရင်9ရင်ထဲမှာမကြီးမဲ့လေးထည့်ပြီးဖက်ချက်စားတာတို့အဲ့လိုမျိုးပေါ့မိမိစားတဲ့အစာအာဟာရတွေမှာဝင်းကိုပုံမှန်ဖြစ်စေတဲ့အစာအစာမျိုးစားပြဖို့လိုတယ်ဒါကြောင့်လို့မိမိဝင်းကိုဝင်းလုံးစေးစားမှသွားတဲ့ဝင်းမျိုးမဟုတ်ဘဲနဲ့ပုံမှန်ဓာတ်ညီရဲ့ဝင်းမျိုးသွားအောင်ယူဆိုင်ပြီးတော့အစားအသောက်ကိုစားဖို့လိုတယ်။ဒါဆိုလို့ရှိရင်လူဟာကျန်းမာတာပဲ။ဒါကြောင့်မလို့အခြေခံအကြောင်းတရားစီးကျူတို့သွေးထိုးတို့လေးငန်းတို့စသည်အဖြစ်ပေါ့လေးဘက်နာတို့ယူရီအဆင့်များပြီးဖြစ်တဲ့ကောက်ယောဂါတို့အဲ့ဒါတွေကအစားအသောက်ကြောင့်ဖြစ်တယ်။ဒါကြောင့်မလို့အစားအသောက်စားတဲ့အခါမှာယူဆိုင်ပြီးစားဖို့လိုတယ်။နောက်တစ်ခုကအစာမကြေတဲ့အခြေခံအကြောင်းတရားတွေရှိအစာမကြေခြင်းအခြေခံအကြောင်းတရားတွေကတော့ဥမာရေအလွန်ကျွံတောက်တာနောက်စီးဝမ်းကိုထိတ်ချုပ်ထားတာနောက်အစားစားတဲ့အခါမှာအစာကောင်းရင်တအားစားပြီးတော့စားမကောင်းတဲ့အခါကျတော့လုံးလုံးမစားဘဲနေတာနောက်တစ်ခုညပိုင်းမှာအိတ်ချိန်ပြည့်အောင်မအိပ်ဘဲနဲ့နေ့ပိုင်းနေမှာအိတ်တာအဲ့လိုအဲ့အကြောင်းတရားတွေကဘယ်လိုခေါ်မလဲအစာမကြေခြင်းတဲ့အကြောင်းတရားတွေပေါ့အစာမကြေခြင်းကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေဖြစ်တယ်အဲ့တော့ရေကိုတောက်ရမယ်ရေတောက်ခြင်းအပြင်ကျန်းမာရေးနဲ့မြည့်တဲ့ဆိုနဲ့ရေကိုအလွန်ကျွံတော့တောက်ဖို့မလိုဘူးပေါ့ပုံမှန်အပြင်တင်းလျောက်ပတ်စွာရေတောက်ပေးရမယ်နောက်စီးဝမ်းကိုချုပ်ထားတချို့ကျတော့လုပ်ငန်းအလုပ်များတဲ့လူတွေကြတော့လေစီးဝမ်းသွားခြင်းတဲ့ဟာကိုချုပ်ထားတာရှိတယ်စီးဝမ်းသွားခြင်းတဲ့အခါမှာချောချောချူချူသွားနိုင်အောင်လုပ်ပေးရမယ်စီးသွားခြင်းချုပ်မထားဘူးဝင်းသွားခြင်းချုပ်မထားရဘူးအဲ့ဒီစားတဲ့အခါမှာလည်းအစာကိုတင်းလျောက်ပတ်စွာစားရမယ်အချိန်မှန်စားရမယ်အိတ်တဲ့အခါမှာလည်းညအချိန်မှာအချိန်မှန်အိပ်ရမယ်စောစောအိပ်မယ်စောစောထားမယ်နေ့ပိုင်းနေမှာအိပ်လို့ရှိရင်မကောင်းဘူးပေါ့နော်အဲ့လေးဒီ site တွေပို့ပါပဲနော်အားလုံးပဲတက်ရှိကျမ်းမှာစိတ်ချမ်းသာကြပါစေအားလုံးကျမ်းမှာချမ်းသာပြီးအာဟာရပြည့်ဝကြပါစေဆုတောင်းပေးပါမယ်နော်အားလုံး